10 ရက်3 လ2026 10 ရက်3 လ2026မင်္ဂလာရှိသောနေတူနေ့ရဲ့ချိန်ခါလေးပါဘော်လီယာမင်းမင်းပရိဒါစာတင်ကျောင်းတော်ကြီးမြစ်ဆုံကြီးပါမှာမြောင်မြို့နယ်မြစ်ဆုံကြီးပါမှာရောက်ရှိနေတဲ့လူကညီကွင်းမှတ်တမ်းများကိုYouTube ပေါ်မှာကြည့်ရှုရတဲ့မိဘပြည်သူများအားလုံးTikTok ပေါ်မှာကြည့်ရှုနေကြသောမိဘပြည်သူများအားလုံးကိုသိရှိအောင်တင်ပြဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာရိုက်နေလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်